ဒီနေ့မှာတော့ကိုရီးယားမှာရှိတဲ့လူတီနဲ့တော့လေတဘာဝလာတရားတွေပြီးွားတဲ့ဂျုံတွေတခုတိတ်ဆိတ်မှုကိုခန်းစားခြင်းတဲ့သူတွေအတွက်တွားတည်တဲ့နေရာလေးတစ်ခုကိုခေါ်သွားပေးပါမယ်မထင်မှတ်ထားတဲ့ရာသီဥတုချင်းတွေကြောင့်ချုံပေါ်မှာဘလို့ခက်ခဲတွေကြုံတွေ့ရခဲ့တယ်ဆိုတာကျွန်တော်တို့လည်းတူလိုက်ကြည့်ပေးပါအောင်မင်္ဂလာပါမော်နီကိုကျွန်တော်တို့ဂူရော့တို့သွားနေဖြစ်ပါတယ်ဒါချူဆော့ပေးရပါတော့ပေးရတော်များများကြတော့ဒီဆိုးထဲမှာပဲသွားနေအများဆိုတော့ကျွန်တော်လည်းဆိုးအောင်မသွားချင်တာနဲ့အခုကျွန်းသွားမှာဖြစ်ပါတယ်တကယ်ချင်းတွေနဲ့အခုပဲရောက်73ရောက်ပေါ့နော်တကယ်ချင်း73ရောက်ဂရော့တို့တော့ဖြစ်ပါတယ်လိုက်ခဲ့ပါအောင်ဒီမော်သွားစီဖို့သွားနေတာဖြစ်ပါတယ်လေဒီမော်တွေအများကြီးပဲဒီကနေကျေးဇူးတော်သွားလို့လည်းရတယ်ပေါ့နော်ကျေးဇူးတော်သွားတဲ့အဖွဲ့တွေရှိတယ်ဒီမှာရှိမှာ ID ကပြပေးရတယ်ပေါ့နော်လက်မှတ်နဲ့ ID ကပြပေးရပါတယ်ဟာကျွန်တော်စီးတော့မှာပါတယ်ဒါကကျွန်တော်တို့လက်မှတ်ကြိုးဝယ်တာတလားလောက်ကြိုးဝယ်ထားတာပေါ့နော်ဒါတလားလောက်ကြိုးဝယ်ထားတော့မှထိုင်ခုံကမရဘူးပေါ့နော်ထိုင်ခုံမရတော့သူဂျာရီဆော့ပဲရှိပါတယ်ထိုင်ခုံအလွတ်နေရာမှာပဲသွားထိုင်မှာဖြစ်ပါတယ်ဒါ3လွှာရှိပါတယ်ဒီတင်မော်ကကြီးတော့ပေါ့ဒီတင်မော်3လွှာမိုင်းတယ်လေတဖြူဖြူနဲ့မိုင်းနေတော့မယ်သူတို့မောက်ပါယူလာကျွန်တော်မောက်ထားခဲ့တော့ဆရာမိုးရွာနေပါတော့ခြေတွေတော့မကောင်းပါဘူးဒီနေ့ကမိုးရွာတယ်ဒါပေမဲ့ရာသီဥတုကြီးထားပေမဲ့လက်မှတ်ကကျိုးဖြတ်ထားပြီးသွားပြီပြီးစင်ကကျိုးလောက်ထားပြီးသွားပြီဆိုတော့ကြောင့်လာခဲ့ရပါပါတယ်မိုးရွာတယ်ဒီနေ့မိုးရွာပေမဲ့လည်းဆင်ပြေပါတယ်အရင်ရွာတာလည်းမဟုတ်ဘူးနဲ့နည်းနည်းပဲကြာတော့ဆိုတော့ကဲဘိုင်ဘိုင်ကွာမင်တန်အခုဘယ်ကျွန်းသွားမှာကျွန်တော်ကအခုမုန်ကပ်တကယ်ချင်းတယောက်ကမွန်ကပ်တို့ကိုတွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လမ်းတစ်ပတ်မှာဆင်လိုက်ပါတယ်သူကတော့2နာရီစီးရပါတယ်ကျွန်တော်တို့ကတော့12နာရီ50မှာကျုံးကိုဆိုင်ရမှာဖြစ်ပါတယ်3နာရီ50လောက်စီးရပါတယ်ငေးရအောင်nhỏ là ăn đó group từ ba bạn ạc lai tài món đồ họ món mà đặc lai sẽ tài nhị nhaiဖွဲ့အကုန်သွားပြီးသွားကျွန်တော်တို့ဖွဲ့ပဲကျန်တော့တယ်ဒါနောက်တစ်ခါဆက်ချိုးတာပေါ့နော်ကျွန်တော်တို့ကအဆင်ပြေတာโอเคကိုပိုင်အဖွဲ့နဲ့ပါတယ်လေဒါအကုန်ပါတယ်ဟုတ်တယ်မလားမှာတော့ကောင်းမင်းပါတယ်ရောက်ပါပြီဒါကစားတော့ဆိုင်တွေရှိတယ်ပေါ့နော်ဒီစားတော့ဆိုင်မှာဖုန်းကြိုဆက်ထားပြီးသွားလို့ရှိရင်တို့ကားတော့ကြိုပေးတယ်ပေါ့နော်ခုနောက်ပိုင်းအလုပ်ကြီးတွေပဲလားကင်းချိုဒါကကင်းငံပေါ့နော်ကင်းချီပြပါတယ်ဒါစားလို့ကောင်းတယ်
စားပါပြီ ဘယ်တော့မှဒီစားမှာကျက်ဥလိစားမှာ စားတော့တော့ပြီဒီနာစီဆက်ချင်တယ်ဟုတ်ကြ လက်ဆက်နေလဲစားအောင်ဘာစားကြမလဲ ညစားဝတ်တော့ကိုအစီဝေးလောက်နေကြတော့ဗောနော်ဒီမှာစားတော့တွေကဂျိုးမှာမရမှာဂျိုးမမှာရင်မရဘူးဗောနော်ဒါလည်းကျွန်တော်မနေ့ကသူဂျိုးမှာထားတာဗောနော်ဖုံးဆက်ပြီးတော့မှာထားတယ်မလှနေရောပဲဒါကတော့သူတော့နေရိုက်သွားဆိုတာဒါသူဆိုင်မှာရတဲ့မန်နူလေးဗောနော်ဒါပေမဲ့ဈေးကလည်းနည်းနည်းကြီးတယ် drop တို့ရဲ့မြေပုံလေးကိုပကြီးဆွဲထားဗောနော်ဒီမှာဒီကျုံးကဒီလိုဖြစ်နေတာကျွန်တော်ဒီမှာ2ညအိပ်ပါမယ် campaign ထွက်ရင်တော့ဒီလိုမျိုးပဲပေါ့နော်ပေါ်ပါနဲ့တွားလို့မရပစ္စည်းတွေအကုန်တင်ရစားစရာတောက်စရာရောဒီနေ့ဆိုကျွန်တော်တို့2ညအိပ်ပါဆိုတော့လေအဲကြောင့်ပို့ပြီးတော့တင်ရတာပေါ့နော်တန်ဒါမဲ့ကြိုက်တယ်ပြင်ပန်းပြင်မဲ့လေဒီလိုမျိုးခီးထွက်ရလဲကြိုက်တယ်ပေါ့နော်အဲကြောင့် campaign ထွက်ဖို့ရွေးခဲ့တာပါဒီမျိုးထဲမှာကြတော့တော်တော်များများလည်းသွားပြီးသွားပြီဆိုတော့လေအဲကြောင့်မသွားတော့ဒီမှာဆိုကန်းချေလေးရှိတယ်ရေလည်းစော်လို့ရတယ်ပြီးတော့ campaign နဲ့ထွက်လို့ရဆိုတော့အဲ့လိုမျိုး backpack တကယ်ချင်းနေနဲ့အများကြီးဆိုတော့ကြောက်စရာကောင်းတော့ဗောနော် အပြားယောက်ျားလေးဒီဘက်အနုကမိန်းကလေး อืม အိမ်သားဒီမှာနှလုံး ဒါတိုးကိုက်လေးဖြစ်ပါတယ်ကျွန်တော်တို့လမ်းပြတာဗောနော်ကျွန်တော်တို့ အဲ့ဆိုတော့တောင်ပေါ်ပဲတစ်ခါတက်လိုက်ကြမယ်လေ ဟုတ်ကဲ့ပါ အဲ့ဆိုရေဝဲကြ ဒီကကိုဝယ်လိုက်တော့ ပေါ့ကိုဝဲလိုက်ကြတော့နော်ရေ ဒီမှာရေချိုးတဲ့နေရာရှိတယ်ဒီမှာရေချိုးလို့ရတယ် ရေဝဲကြမှာရေ ပြီးတော့ကန်းချီแต่အခုတောင်ပေါ်တက်တော့မှာဖြစ်ပါတယ်အရင်တော့ကဆိုရင်နွေရာသီဆိုဒီမှာရေချိုးလို့ရတယ်ဗောနော်ရေကူးလို့ရအခုကရေကူးလို့ရတဲ့ရာသီကုန်သွားပြီဗောနော်ရေပိတ်မကူးတော့ဘူးဘယ်လိုလဲမကူးတော့မအမိုက်တွေဒီမှာပြစ်လို့ရတယ်အိမ်သာတက်ချင်တခါလေးတက်လို့ရတယ်ဝယ်စားရှိတခါလေးဝယ်လို့ရတယ်ခုနကကျွန်တော်တို့ coffee ဝယ်တောက်တော့ဗောနော် coffee ဝယ်တောက်တယ်ပြီးတော့ရေဒီမှာဝယ်တာဗောနော်အမှဝယ်စားရှိတခါလေးဝယ်ပြီးရတယ်ပါဝယ်ပြီးသွားလို့ရှိရင်ဟိုမှာတောင်ပေါ်တက်မှာတက်ရမှာဗောနော်တောင်ပေါ်မှာတော့ဆိုင်နေမရှိတော့ဘူး Let's go เอามาตรอလှရောว้าวว้าว Oh my god အမလေးအချလိုက်တော့အေးအေးအိုးဟမ်မောတာ အောက်ကတော့ဖြစ်လာခဲ့တာနော် Baby, with you, I'd go anywhere. Baby, with you, I'd go anywhere. Baby, with you. ရောက်ပါပြီသူများတွေတန်းတွေထောင်ပြီးပါကျွန်တော်တို့တန်းထောင်ရကျွန်တော်တို့ဆောရောက်တဲ့လူတွေရှိဆောရအောင်တော့နေရကောင်းရတာပေါ့နော်နောက်ကြရင်တော့နေရာထက်ရှာရဒီမှာတန်းနေသူများတန်းထောင်ထားကဲရောက်တော့မယ်ရေဘူးတဲရတာနဲ့ကြည့်ပါဦးမလှနေရောကဲလောလောဆယ်ကြတော့တန်းတွေလောက်နေကြတာပေါ့နော်အကောင်လုံးလောက်တွေရှောက်နေကြတာကျွန်တော်အနောက်မှာခိုင်းတာရှိတယ်ခိုင်းတာဖွဲ့တယ် အဲ့လိုချိန်ချင်တဲ့ဘက်ကမမိဘူး อ๋อအဲ့လို စင်ပြေလား သူဒီလက်ထုတ်ချင်နေကြတယ် အပိုင်းမှုတ်နေတာအမှုတ်တဲ့လူကမှုတ်တယ်
ဒါကျွန်တော်တို့အဖွဲ့ဖြစ်ပါတယ်ဘယ်နှလုံးတင်းနဲ့3 4 5 6 နားလုံးနဲ့လည်း 6လုံး စင်ပြေစင်ပြေ စင်ပြေလက်ခောက်တန်လေးကြားချင်းတယ် အဆုံးတော့ရောက်လာခဲ့ မိုးရွာတော့မဲခဏနေကြရင် ဘူးလိုက်တော့ မိုးမီတော့သွားပါလိမ့် ကိုရရတော့ ဒါပေမဲ့တန်းကဘာမှဖြစ်ပါဘူးမိုးရွာလည်းဘာမှဖြစ်ပါဘူး အေးဘယ်သူဗီဒီယိုရိုက်တာလဲအေးဆန်းဆန်းပါ ကဲပိုးကောင်စားပါမရှိစ 맛있어. တရုတ်တော့မဲကေအားလိုက်ချင်းချင်း လောချင်းကြီး ဘာဒီစားကြည့်လိုက်မနော် ဒါတနုစားစားလား 네네 뭐. အဲ့ဒီမှာစားပါအဲ့မှာတကောင်သူလည်းစားရှင် တဲမြောက် ဘယ်ကနေကောက်လာ သူကြော်လာတော့စားကြည့်လိုက်အောင်မဲလို့ ဟာမိုးရွာပါပြီနည်းနည်းတော့ကြာနေပါပြီမတန်းနေဒီနေ့ရာသီဥတုကမကောင်းဘူးပေါ့နော်နေထွက်ဘူးဆောနာတင်ပေါ်မှာလည်းကျွန်တော်မိုးမိတယ်ပေါ့နော်မိုးရွာတယ်ပြီးတော့တက်လာတဲ့အချိန်မှာတော့မိုးရွာတော့ပေါ့နော်မိုးသိပ်ပါတယ်အခုကချမ်းကြလာပါပြီမိုးရွာတော့လှမှာနော်ရွာပြီးဟာကဲလောဆယ်မိုးရွာနေပါတယ်ပြင်မှာတန်းထဲမှာပဲချုပ်ပွားတယ်တန်းထဲမှာဒီမှာကျွန်တော်လမ်းကြီးဖြစ်ပါတယ်အပြင်မှာရေးစိတ်ကြီးတယ် အပြင်ဘက်ကိုလဲလို့ရဟောအဲ့လိုလဲလို့ရ မရေးဆက်တယ်မြင်ရဒီမှာမိုးဆက်တယ်ပေါ်မှာအများကြီးတော့အပြင်မှာမိုးတော်ရွာနေပြပြအောင်ကျွန်တော်မထွက်တော့ဘူးဒီလားဒီတိုင်းလည်းရိုက်လိုက်ဒီမှာနည်းနည်းပြပေးပါမယ် အပြင်ဟောဖြစ်မှာမဟုတ်ဘူးအပြင်ကိုထုတ်လိုက်ကင်မရာရေးဆိုခံလို့ ရတယ်ဟုတ်ကဲ့ပါအေးရလားမင်းလေးစားကြပါ မှာပေါ်မှာစားကြပါတောက်ကြပါ နားလိုက်တာဒီမှာလည်းဒီနေ့ဒီလိုရတာရှိတဲ့ခမျိုးလေးလုပ်ကြည့်လို့ခွက်အများကြီးပေါ့အခုခါ ပေးပါမယ်အမ ဘာ လီ လေးဆွေးနေ ဆောက်လိုက်တာရောယူတော့တစ်ခွက်လေးနောက်လိုက်တစ်ခွက်ဟုတ်သားလောက် အဲ့ဒါပြောတာစီးသဘောမျိုးနဲ့တောက်ရမယ်တစ်ခွက်နှစ်ခွက်ဟုတ်တယ်မလား တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက် 3ခွက်4ခွက်နောက်5ခွက်6ခွက်ဖြစ် ချီရချီရဆိုချီရပေါ့ ကြံသေးတယ်ခဏနေအောင် ရတယ်လုံးကနှစ်ယောက်ဒီရဲဘွားပြေးတော့မယ် ဟေးအော် ပတ်တဲ့ချီယာခါနေအေးမမအေးတော့လားခါကိုကာကိုလာနဲ့ရောလို့မရဘူးစပရိုက်နဲ့ရောလို့မရဘူးဆိုင်ရောလို့ရတယ်ဟုတ်မှာ ကြားရှိတယ်ထည့်ပေးရမှာ အဲ့ဒါကပြောတာကြားခဏမရောနေတဲ့ကြက်လေး လိမ္မော်ဒီ ရေညိလဲကျန်နေ ကိုနာလေး ဟာဒီကြရရဲ့ဘယ်လေးရှိတော့ပေါ့ ပြောပေး ဒီမှာထည့်ပါမှာအဲ့မဟုတ်ဘူးဘန်းနေဒီလို တက်တင်မှာပါတယ် ဒီက အဲ့ဒါပါ ကိုအိမ်နဲ့ထည့်ရတယ် ဒီအိတ်နဲ့မဟုတ်
吹不吹呀？ မိုးကားတကကားနဲ့လမ်းလျှောက်လို့မကောင်းပါမိုးကားတက်နေမိနေမိုးကလည်းဒုက္ခပေး 我俺都不知道嘛，咱有没来？就讲个别的。 အဲ့မိုးရလေရ တဲဦးနဲ့တနာပါလေဘိုးတွေတနရွာနေတော့အပြင်းနဲ့မထွက်ရအောင်စမ်းဆက်မှာပဲလို့ရโอเคအောက်ဆက်ပါမယ်နေ့လည်းစားပါမယ်ဒီမလှတော့ပါရောက်နေတဲ့အချိန်တိုင်းနော် တင်မောရောက်လာမှချက်ချင်းပြောင်း တင်းမောထဲမှာတော့ပြောဝင်နေတော့ပြောသူတို့ပြောင်းပေးတယ်တဲ့ အဆင်တော့အဆင်ပြေတော့ တင်းမောအနေကြီးပဲကိုကျောင်းတက်လာတယ် တော်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 နိုင်40ဒီနေ့ ကျွန်တော်တို့စီစဉ်ထားတာဒီမှာညအဲ့ဖို့စီစဉ်ထားတာပေါ့နော်ဒါပေမဲ့အခုကတညပြီးသွားတယ်တညတော့မှမိုးတော်ရွာနေပေါ့မိုးတော်ရွာတော့ဆက်နေလို့လည်းအဆင်မပြေတော့ပေါ့နော်ဆက်နေရင်တော့မိုးထပ်ပြီးမှာပဲဆိုတော့အခန်းငားရင်ငားဒီမှာအခန်းငားလို့ရတယ်အခန်းမငားရင်ဒီညပြန်ဒါပဲရှိတော့ပေါ့နော်ဒါပေမဲ့ခုနစားတော့ဆိုင်ကဦးလေးပြောတာကြတော့ဒီပြန်သွားလို့ရတယ်တဲ့အဲ့မှာဒီမောပေါ်မှာလက်မှတ်မနေ့ကျွန်တော်မနေ့ခံမှာလက်မှတ်ဖြတ်ထားပြီးမဲ့ဒီနေ့ရတဲ့ဦးလူမကောင်းတဲ့အတွက်ကြောင့်ဒီနေ့ပြန်ချင်တယ်ဆိုပြီးတော့သူ့တော့ပြောရင်တော့လဲပေးမယ်လို့အဲ့လိုပြောတယ်ပေါ့နော်အခုတော့ချက်ဖွင့်ကြည့်အောင်ပေါ့နော်ကဲပြန်မဲ့ဖွဲ့လက်ထောင်တယ်မဲခွဲတယ် ငင်းညာပြန်လို့သူစိတ်ထဲမဖြစ်တာတော့မလား ကျွန်တော်ပြန်လဲရတယ်ဒီလဲရတယ်ကျွန်တော် ဟိုအဲ့လိုမပြောနဲ့ကိုဆိုင်ရအောင် ဂျားနေဆိုလည်းမဲရှိတယ်လေ ပြန် ဂျားနေမယ်ဒီမှာဂျားနေမယ်နော် ခုလိုလဲဆိုတော့ဘာမှမနေကြပါနဲ့ Come on, bye bye. Bye bye. 감사합니다.ဒီခီးစဉ်လေးကတော့ထင်တာတလောက်အဆင်မပြေခဲ့တာအများကြီးရှိခဲ့ပေမဲ့တကယ်ချင်းတွေနဲ့အမှတ်တရကောင်းတွေအများကြီးကြန့်ရှိခဲ့ပါတယ်ဒီခီးစဉ်မှာကျွန်တော်တို့ဘာတွေတင်ပေးခဲ့လဲဆိုတော့ကျွန်တော်ဘဝမှာဘယ်လိုနေရာတွေဘယ်လိုခက်ခဲတွေကြုံတွေ့ရမလဲဆိုတာကျွန်တော်ကြုံမသိနိုင်ပါဘူးဒါကြောင့်မို့လို့ဘယ်လိုခက်ခဲတွေပဲကြုံတွေ့နေရပါစေကျွန်တော်အကောင်းဆုံးရှေ့ဆက်ပါအခက်ခဲတွေကြားမှာလည်းအခွင့်အလမ်းတွေရှိတယ်ဆိုတာကျွန်တော်မမေ့လိုက်ပါနဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကျမှပြန်ဆောင်ကြပါမယ်